ဓမ္မချစ်ခင်သူတော်ရှင်များအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကုသိုလ်၅မျိုးနေ့စဉ်ပြုပါဆိုတဲ့စာစုလေးကိုပြန်လည်မျှဝေပေးလိုပါတယ်ကုသိုလ်၅မျိုးထဲမှာပထမတစ်မျိုးဖြစ်တဲ့ဒါနကိုပြုဖို့အတွက်အလှူကြီးကြီးမားမားပေးနေเสียမလိုပါဘူးအိမ်ရဖះမှာရေချမ်းကပ်မယ်ဆွမ်းကပ်မယ်ကိုစားမဲ့ထမင်းတစ်လုပ်ဆန်တစ်စုပ်ကိုငှက်ကလေးတွေခွေးကလေးတွေကိုအစာကျွေးလိုက်တာလည်းဒါနပါပဲသီလကုသိုလ်မှာလည်းအခြေခံအားဖြင့်တော့၅ပါးသီလကိုလုံအောင်စောင့်ထိန်ကြရပါမယ်၅ပါးသီလကိုလုံခြုံရင်ကိုတော်တော်ဟုတ်သွားပါပြီပြီးမှ၈ပါး၉ပါးသီလတွေကိုတိုးပြီးစောင့်ထိန်ပေါ်တတိယကုသိုလ်ကတော့ဂုဏ်တော်ပွားများခြင်းပါဘုရားဂုဏ်တော်တွေကကိုနှစ်သက်ရာဂုဏ်တော်တစ်ခုခုကိုပါဠိမြန်မာအနှစ်နှမျိုးလုံးပွားမယ်ဆိုရင်စိတ်ထဲလဲပိုဆွဲကုသိုလ်လဲပိုဖြစ်ပါလိမ့်မယ်မေတ္တာကုသိုလ်ပွားတဲ့ခါမှာလဲပထမအနေနဲ့ကိုပေါ်ကျေးဇူးရှိတဲ့သူအလုံးကိုတယောက်ချင်းစီအရင်ပွားပါပြီးမှကိုယ့်ရွာကစလို့လူနတ်မြမတတ္တဝါအလုံးကိုအနန္တစัจ java အထိပွားပေါ်နောက်ဆုံးဖြစ်တဲ့ဝိပဿနာကုသိုလ်ကိုတော့မိမိနဲ့တည်းရာဒါမှမဟုတ်မိမိအားထုတ်ဖူးတဲ့ဤအတိုင်း9မိနစ်10မိနစ်ကစပြီးတရားထိုင်ရပါမယ်ပြီးတော့မှအချိန်ကိုတပြေးပြေးချင်းတိုးသွားပေါ်တကယ်တော့ဒီကုသိုလ်၅မျိုးကိုနေ့စဉ်ပြုဖို့အတွက်မခက်ပါဘူးဒါကြောင့်အချိန်လဲတိတ်မပေးရပေနဲ့လွယ်ကူကူရနိုင်မဲ့ဒီကုသိုလ်တွေကိုနေ့စဉ်ပြုဖို့အတွက်တိုက်တွန်းနှိုးဆော်အပ်ပါတယ်